ကောင်လေးတယောက်ဟာသူ့ရဲ့အိမ်နေချင်းမင်းကလေးကိုအရင်ချစ်မြတ်နိုးနေခဲ့ပါတယ်။သူကသူမရဲ့ပုံလေးကိုဆွဲပြီးလက်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပုံလေးမင်းကလေးစီရောက်တဲ့အခါမှာတော့ပုံထဲမှာသူမဟာဝါနေရလို့ထင်ပြီးရှက်ကပုံကိုပြထားခဲ့တဲ့အတွက်ကောင်လေးကအငင်းခံရတာလို့ထင်ပြီးအရန်ကိုဝမ်းနဲ့နေခဲ့ပါတယ်။သူတို့အရွယ်ရောက်လာတဲ့အခါမှာလည်းကောင်လေးကစက်ကူအသေးပုံလေးတွေပေးဖို့ပြီးချစ်ခွင့်ပန်နေစေဖြစ်ပါတယ်။ဒါပေမဲ့မင်းကလေးကတော့သူမကိုသူမအရန်ဝါနေရလို့ထင်ပြီးမှန်ကြည့်တိုင်းလဲသူမရဲ့ရုပ်သွင်းကိုတပ်ပုံတွေနဲ့ဖုံးအုပ်ထားတတ်ပါတယ်။သူမကိုသူမအရန်ဝါနေရလို့ထင်ပြီးသူမဟာအမြဲတမ်းစိတ်ညစ်နေခဲ့ရပါတယ်။သူမဟာဝိတ်ချဖို့အမျိုးမျိုးစူးစမ်းခဲ့ပေမဲ့အောင်မြင်မှုမရဘဲစိတ်မချမ်းမသာဖြစ်ခဲ့ရပါတယ်။တနေ့မှာတော့ကောင်လေးရဲ့ဖိတ်ကြားချက်အရသူ့အိမ်ကိုရောက်သွားတဲ့အခါနေရန်ပေါ်မှာပပိန်ပပမင်းကလေးတယောက်ရဲ့ပုံကိုတွေ့လိုက်ရပါတယ်။အဲဒီပုံလေးအားလုံးမှာစကုအပိုင်းစလေးတွေလိုအပ်နေရကိုကောင်မလေးကသတိထားမိသွားခဲ့ပါတယ်။နေရန်ပေါ်ကပုံလေးအားလုံးမှာလည်းစကုအပိုင်းစလေးတွေနည်းနည်းစီလိုအပ်နေရကိုသတိထားမိသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာမှန်တဲ့ကိုတင်ချပြန်ကြည့်လိုက်တဲ့အခါမှာတော့ပပိန်ပပလေးဖြစ်နေတာကိုသိလိုက်ရပါတယ်။တကယ်တမ်းမှာတော့သူမဟာပပိန်လေးဖြစ်ပြီးသူမကိုသူမဝါနေရလို့ထင်နေတာဟာစိတ်ကူးရင်အထင်မှားမှုတစ်ခုသာဖြစ်ပြီးကောင်လေးကတော့သူမကိုအရှိရတာအမြဲတမ်းချစ်မြတ်နိုးနေခဲ့တာကိုနားလည်သွားပြီးစိတ်အေးချမ်းမှုကိုရရှိသွားခဲ့ပါတော့တယ်။ပြီးတော့ပါပြီ။